တော့ထသီးခွဲနေရဖြစ်ပါတယ်အဖေကနေပြီးတော့ထသီးတွေခွဲကျွေးနေတာဖြစ်ပါတယ်ဆိုတော့ဒီထသီးလေးတွေကတော့စုပ်လို့ရသေးတဲ့အခြေအနေမှာရှိပါတယ်ထန်းသီးလို့ခေါ်တယ်နော်ထန်းသီးရေမခွဲတတ်တဲ့သူဆိုလို့ရှိရင်လက်ကတော်တော်ဂရုစိုက်ရတယ်။ဒါကြောင့်မို့လို့အဖေကိုယ်တိုင်ခွဲကြွေးတာပါအကုန်လုံးအရေးစုပ်လေးရနော်ဖေထသီးတွေစုပ်ပါတော့မယ်